ဘေလူဝနတ်ဆောင်ညင်းကိုကောင်းခြင်းဖွေရှာသေးချထားလေတော့ဆောင်းကိုပိုက်လို့သာနောက်ပိုးကြီးထူတဲ့နတ်သားအကျော်ဘေလူဝနတ်ဆောင်ညင်းကိုကောင်းခြင်းဖွေရှာသေးချထားလေတော့ဆောင်းကိုပိုက်လို့သာနောက်ပိုးကြီးထူတဲ့နတ်သားအကျော်သူမနော်ပြားပါရီပွေလို့ညာမီတမိရဲ့အပေါ်ဆွဲနေပြီနော်ဆွဲနေပြီနော်အော်သူမနော်ပြားပါရီပွေလို့ညာမီတမိရဲ့အပေါ်ဆွဲနေပြီနော်ဆွဲနေပြီနော်ပြေးစသိမ်းခခံတက်ပါလို့အမိကထင်ပေါ်ခေါငနေအကျော်နက်ပြည်တွင်းကဂီတသမားကြီးနော်အကျဉ်ညံတောင်းဖို့ရန်တရားမင်းထံလျှောက်ခဲ့ပြီနော်အကျဉ်ညံတောင်းဖို့ရန်တရားမင်းထံလျှောက်ခဲ့ပြီနော်သူရိယဝိသသနဲ့တူပြောပေါင်းရန်အရေးကိုရှောက်တင်လို့သာအစွဲလန်းကြည့်တဲ့ဂီတသမားကြီးနော်ဗုဒ္ဓမြတ်ရှင်ထံတော်ပါတွေ့ညီထထင်ရှားထိုနတ်သားသည်ညွတ်တွားယူတုတ်ပါဠိပုတ်ဖြင့်နှုတ်ကရွှင်တင်မြောက်ပြန်တော့မတင်းမရောဂီတဆောင်းကျိုးညင်ပူဇော်ဗုဒ္ဓမြတ်ရှင်ထံတော်ပါမိထထင်ရှားထိုနတ်သားသည်ညွတ်တွားယူတုတ်ပါဠိပုတ်ဖြင့်နှုတ်ကရွှင်တင်မြောက်ပြန်တော့မတင်းမရောဂီတဆောင်းကျိုးညင်ပူဇော်ပျော်ဂီတနဲ့ပျော်မောဂီတနဲ့မောပျော်ဂီတနဲ့ပျော်မောဂီတနဲ့မောပြင်းစသိခနတ်သားကလျင်သူ့အချစ်ရည်အတွက်စက္ခာရွှင်ပြောခေါငနေအကျော်နတ်ပြည်တွင်းကဂီတသမားကြီးနော်ပျော်ဂီတနဲ့ပျော်မောဂီတနဲ့မောပျော်ဂီတနဲ့ပျော်မောဂီတနဲ့မောပြင်းစသိခနတ်သားကလျင်သူ့အချစ်ရည်အတွက်စက္ခာရွှင်ပြောခေါငနေအကျော်နတ်ပြည်
တွင်းကဂီတသမားကြီးတော့အကျဉ်းညံတောင်းဖို့ရန်တရားမင်းထံရောက်ခဲ့ပြီနော်အကျဉ်းညံတောင်းဖို့ရန်တရားမင်းထံရောက်ခဲ့ပြီနော်သူရိယဝိသသနဲ့တူပြောပြော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 ပေါင်းရန်အရေးကိုရှောက်တယ်လို့သာအစွဲလန်းချီတဲ့ဂီတသမားကြီး